တခါကအရန်ချမ်းသာတဲ့တထေးကြီးတယောက်ဟာသူ့ရဲ့ပျော်ရွှင်မှုကိုရှာမတွေ့နိုင်ဖြစ်နေပါတယ်။သူဟာလောကမှာရှိသမျှစီးစိမ်တွေကိုပိုင်ဆိုင်ထားပေမဲ့စိတ်ထဲမှာတော့အမြဲတမ်းတစ်ခုခုလိုနေတယ်လို့ခံစားနေရပါတယ်။တနေ့မှာတော့တထေးကြီးဟာမြို့ပြင်ကထူးဆန်းတဲ့မျက်လက်ဆရာဦးကြီးတယောက်အကြောင်းကြားလိုက်ရပါတယ်။အဲ့ဒီအဖိုးကြီးဟာလူတွေလိုချင်တဲ့ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်တယ်လို့နာမည်ကြီးနေတာပါ။တထေးကြီးဟာအဖိုးကြီးစီသွားပြီးကျွန်တော်မှငွေတွေအများကြီးရှိတယ်ဒါပေမဲ့မပြောဘူးကျွန်တော်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်မလားလို့မေးလိုက်ပါတယ်အဖိုးကြီးကပြုံးပြီးမှန်တစ်ချက်ထုတ်ပေးလိုက်ပါတယ်ဒီမှန်ထဲကိုကြည့်လိုက်ပါမင်းမြင်ရတဲ့အရာကမင်းကိုပျော်ရွှင်စေလိမ့်မယ်လို့အဖိုးကြီးကပြောပါတယ်တထေးကြီးမှန်ထဲကြည့်လိုက်တဲ့အခါသူ့ရဲ့ကြီးကျယ်ခမ်းနားတဲ့အင်ကြီးနဲ့ရွှေငွေတွေကိုပဲမြင်နေရပါတယ်ဒါတွေကငါစီမှာရှိပြီးသားပဲလေလို့သူကစိတ်ပြက်လက်ပြက်ပြောပါတယ်အဖိုးကြီးကခေါင်းရမ်းပြီးအဲ့ဒါဆိုရင်တော့ငါရဲ့ဒုတိယမြောက်မှန်ကိုကြည့်ရလိမ့်မယ်လို့ပြောပြီးမှန်ကိုအဝတ်တစ်ထည်နဲ့တုပ်လိုက်ပါတယ်အဲ့ဒီအခါမှန်ထဲမှာပုံရိပ်တွေပြောင်းသွားပါတယ်မှန်ထဲမှာတထေးကြီးဟာလမ်းဘေးကဗိုက်စာနေတဲ့ကလေးတယောက်ကိုမုတ်ဝဲကျွေးနေတာဖျားနာနေတဲ့လူဦးကြီးတယောက်ကိုကူညီနေတာတွေကိုမြင်လိုက်ရပါတယ်အံ့ဩစရာကောင်းတာကအဲ့ဒီလိုကူညီနေတဲ့တထေးကြီးရဲ့မျက်နှာမှာအရင်ကမရှိဘူးတဲ့အပြုံးမျိုးရှိနေတာပါဒါဘာကိုဆိုလိုတာလဲလို့တထေးကြီးကမေးပါတယ်အဖိုးကြီးကပထမမှန်ကမင်းပိုင်ဆိုင်တာတွေကိုပဲပြတယ်အဲ့ဒါကြောင့်မင်းမပြောတာဒုတိယမှန်ကတော့မင်းသူတစ်ပါးကိုပေးဆက်တာကိုပြတာပါလို့ရှင်းပြပါတယ်တထေးကြီးဟာသဘောပေါက်သွားပြီးအဲ့ဒီနေ့ကစလို့သူ့ရဲ့စီးစိမ်တွေကိုလိုအပ်နေတဲ့သူတွေအတွက်စတင်မျှဝေပါတော့တယ်သူတစ်ပါးရဲ့မျက်နှာမှာအပြုံးတွေမြင်ရတဲ့အခါသူကိုယ်တိုင်လည်းတစ်ခါမှမရဘူးတဲ့စိတ်ချမ်းသာမှုကိုရရှိလာပါတယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာမိမိအတွက်သိသိထားခြင်းမှမဟုတ်ပဲသူတစ်ပါးကိုမျှဝေပေးဆက်ခြင်းမှသာရှိတယ်ဆိုတာပါပဲဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့အထူးကျေးဇူးတင်ပါတယ်နောက်ထပ်ဘလို့ဗီဒီယိုတွေကြည့်ကြလဲ comment မှာရေးပေးကြပါဗီဒီယိုလုပ်တာအားရှိအောင်လို့ followers like နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်